ရဲ့စနေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောတရားဒေသနာတော်ခိတဂေါရမီထေရီဤပါရမီဘဝနှင့်နောက်ဆုံးနေ့ရက်များအမည်ရင်ကတော့ဂေါရမီပဲခန္ဓာကိုယ်ပိန်လှီတာကိုကြည့်ပြီးတော့ကိတဆိုတဲ့နာမည်ထည့်တဲ့သဘောရှိတယ်ကိတဂေါရမီတော့ကိတဂေါရမီထေရီမဤပါရမီဘဝနဲ့နောက်ဆုံးနေ့ရက်များသူကိုယ်တိုင်ရသော်ဘုရားရဲ့ရှင်မျက်မှောက်မှာသူ့ရဲ့ဘဝစာကြောင်းကိုပြန်လျှောက်ထားခဲ့တာဖြစ်တယ်အဲဒီပြန်လျှောက်ထားခဲ့တဲ့အတိုင်းပဲစတင်ပြီးတော့ပြောရမယ်ဆိုရင်ပတုမုဒ္ဒရောနာမစီနောသဗ္ဗဓမ္မနာပါရကုဣတောတတသဟတံမိကပ္ပိဥပ္ပစ္စည်းနာယကောပါရဂဝါကနေနောက်ပြန်ပြီးတော့ရှေ့တွက်လိုက်မယ်ဆိုရင်ကဘာတသိန်းအချိန်ခါတော့ကတရားခတ်သိန်းကိုပါရမီမြောက်သိတော်မူတဲ့လောကရဲ့ကြီးမှုဖြစ်တော်မူတဲ့ပတုမုဒ္ဒရဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူခဲ့တယ်တရဟံဟတဝတိယသာတာအညတရိကုလေပရိမုဒ္ဒရမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်မှာသူလည်းပဲဟတဝတိမြို့တူသောအမျိုးမှာလူဘဝကိုရရှိခဲ့တဲ့ဆိုအညတရိကုလေဆိုချမ်းသာကြွယ်ဝတဲ့အမျိုးတော့ဟုတ်ပုံမရဘဝဆိုတာချမ်းသာတဲ့မျိုးဖြစ်လိုက်ဆင်းရဲတဲ့မျိုးဖြစ်လိုက်ဒီလိုပဲနေတယ်ဟန္တဝရီမျိုးကတမန်မိသားစုအိမ်တိမ်မှာသူကဝေဖွားခဲ့တယ်လို့ဆိုတယ်အဲ့ဒီအချိန်တုန်းကရှင်နေကသရတရားအလျောက်ဥပိတဝတံနရဝရံတရဏံသမုပကမေပရိမုဒ္ဒရမြတ်စွာဘုရားကိုကိုယ်ွယ်အားထားရာဖြစ်စိတ်ကပ်ခဲ့တယ်ဆိုလိုတာကပရိမုဒ္ဒရမြတ်စွာဘုရားထံမှာတရဏဂုံတည်ခဲ့တယ်လို့ဘုရားဘာသာဝင်တူဖြစ်ခဲ့တယ်လို့ဆိုလိုတာပေါ့အဲ့ဒီမှာဓမ္မေသတတအသောသိစတုသစ္စာစတုသစ္စုပတန်ညိတံပရိမုဒ္ဒရာမြတ်စွာဘုရားဟောတဲ့သစ္စာလေးပါးနဲ့ပတ်သက်တဲ့တရားကိုသူနိုင်အဲ့တော့ရှေးတုန်းကဘုရားတွေကတော့ကဘာတသိန်းမှာပွင့်တဲ့ဘုရားသက်တမ်းကလည်းပဲပရိမုဒ္ဒရာမြတ်စွာဘုရားဟာလူသက်တမ်းတသိန်းကြာရှည်တဲ့နှစ်မှာတသိန်းတန်းကာလမှာပွင့်တာဖြစ်သောကြောင့်လူတွေအသက်ရှိကြတယ်အသက်ရှိသည့်အလျောက်အဲ့ဒီခေတ်ကလူတွေကအသိဉာဏ်လည်းပို့ပြီးတော့ကျွယ်ဝကြတယ်ဒုက္ခလည်းမတန်နဲတယ်ပေါ့လူလောကဟာတသိန်းတန်းမှာဆိုရင်
အဲ့တော့နေပြောတဲ့အချိန်တို့ဒီလိုပြောကောရမမြတ်စွာဘုရားလို့တရားတွေကိုအများကြီးဟောเสียမလို့ပဲနဲ့သမ္မာသစ္စာလေးပါးတရားဟောလိုက်တာနဲ့အသိဉာဏ်ကျွယ်ဝတဲ့လူတွေဟာတရားဥတရားပြရသွားကြတယ်။ဒါကြောင့်မို့တဏ္ဍရှိတဲ့ကာလမှာပွင့်တဲ့ဘုရားတွေဟာတရားကိုသိကျဲကျဲပြန့်ပြန့်ကြီးဟောလို့မရှိဘူးလို့ဆိုတာတော့ဒါတော့မှတ်သားရအောင်။သို့သောအနှစ်သာရပိုင်းကိုကြည့်ပဲဆိုရင်ဘုရားမှန်သမျှဘယ်ဘုရားပဲဖြစ်ဖြစ်သစ္စာလေးပါးကိုတော့အဓိကထားဟောတာစတုသစ္စာဝိနိမုတ်တောဓမ္မောနာမနတ္ထိသစ္စာလေးပါးကလွတ်တဲ့တရားဆိုတာမရှိဘူးအဲ့တော့ဂေါရမမြတ်စွာဘုရားကြတော့သစ္စာလေးပါးကိုအနှစ်ချုပ်ဟောတာဖြစ်တော့လည်းပဲခြားထဲမှာလူတွေသဘောပေါက်နားလည်အောင်ကျိုးစားပန်းစားအကျက်တဝင်းချဲဖွင့်ဟောရတာတွေရှိလိမ့်မယ်တတန်းတူတဲ့ကာလဆိုရင်လူတွေရဲ့အသိဉာဏ်အားလျော်စွာကျိုးစားပြီးဟောရတယ်စီကံဥပဒေတွေချမှတ်ရတယ်အဲ့လိုတော့ကွာတယ်တတန်းရှိတဲ့ဘုရားတွေမှာကျတော့သံဃာတွေတောင်မှဝိနည်းသိက္ခာပုဒ်တွေအများကြီးပြည့်ညတ်ခြင်းမရှိဘူးတတန်းတူတဲ့ဘုရားကျတော့ဝိနည်းသိက္ခာပုဒ်တွေပြည့်ညတ်ရတယ်တရားဓမ္မဟောတဲ့အခါမှာလည်းအမျိုးစုံနာပါချပြီးနားလည်အောင်ဟောပြောကြရတယ်တတန်းရှိတဲ့ဘုရားတွေကတော့သမ္မာတတိပေးုံလောက်နဲ့တရားသဘောလေးရှင်းပြလိုက်တာနဲ့လူတွေကအသိဉာဏ်ပွင့်လင်းပြီးတော့သွားကြတယ်ကောရမဘုရားပွင့်တဲ့အချိန်မှာတော့အယူဝါဒလွဲမှားမှုတွေကလည်းမြောင်များစွာဖြန့်ကျက်ပြီးတော့ထားသလိုဖြစ်တယ်ဘာသာတရားကိုဟောပြောထားတဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးရှိတယ်ဒီပရိမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာမိစ္ဆာအယူဝါဒရှိတဲ့ဒိဋ္ဌိတွေတောင်မရှိဘူးလို့ဆိုတာအဲ့တော့ဖြည့်ရှင်းပြောစရာသိမရှိဘူးအသိဉာဏ်လေးပေးဖို့လမ်းမှန်လေးကိုပြလိုက်တာနဲ့ပဲသစ္စာလေးပါးတရားရှင်းပြလိုက်တာနဲ့လူတွေကအသိဉာဏ်ရသွားကြတယ်အဲ့တော့ကောရမဘုရားမြတ်စွာဘုရားဟောသလိုပိဋကတ်3သွဲနိကေ9ရက်ဓမ္မကန္တာပေါင်း8400တော့ဟောရမယ်မထင်ဘူးနော်တတန်းတို့တဲ့အချိန်မှာတော့ဒါတွေကအလေးပေးပြီးတော့ကြိုးစားပြီးရှင်းရတာဖြစ်တယ်ဒါကြောင့်မို့တခြားတရားဟောတာမဟုတ်တော့ပဲနဲ့စတုသစ္စုပသင်္ညိတံသစ္စာလေးပါးကိုရှင်းပြတဲ့တရားကိုဟောတယ်အဲ့တော့သစ္စာလေးပါးဆိုတာအကျဉ်းချုပ်ပြောမယ်ဆိုရင်လူတွေရထားတဲ့ခန္ဓာ၅ပါးဟာဘဝဟာဒုက္ခသစ္စာပဲအဲ့ဒီဘဝဟာဒုက္ခဆိုတာဘယ်သူကြောင့်ဖြစ်တာတုံးဆိုသမုဒိယတဏှာကြောင့်ဒါလည်းတဏှာတစ်ခုတည်းကိုဥတည်ပြောတာကျန်တဲ့ကိရိတာတွေလည်းသမုဒိယတွေပဲဒုက္ခကိုဖြစ်စေတတ်တဲ့ကိရိတာတွေကလည်းသမုဒိယသစ္စာတွေဖြစ်တာပဲကံတွေကလည်းသမုဒိယသစ္စာတွေပဲဖြစ်တာပဲအကြောင်းတရားတွေကိုရှင်းပြဘဝကခန္ဓာ၅ပါးဆိုလို့ရှိရင်တမန်ခြုံကိုပြောထားမယ်ဆိုရင်လူတွေရရှိထားတဲ့ဘဝဟာဒုက္ခကိုရထားတာရှုပ်ရတာဒုက္ခရတာနန္တရားရတာလည်းဒုက္ခရတာယောဘိခွေရူပတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောရှုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခရဲ့ဖြစ်ပေါ်မှုပဲဝေဒနာသိညာသင်္ခါရဝိညာဏလို့ဆိုရဲခန္ဓာရဲ့ဖြစ်ပေါ်မှုတွေကဒုက္ခပဲသို့မဟုတ်အာရဏနဲ့ပြောမယ်ဆိုရင်မျက်စိရလာတာဘာရတော့ဒုက္ခရတာပဲ
နာရလာတာလဲဒုက္ခရတာပဲအဲ့တော့ယုတ်တရားမှန်သမျှကိုယ်တဏ္ဍမှာဖြစ်ရင်ယုတ်နဲ့နှမျိုးပဲရှိတယ်ဘာရရဘဝမှာဖြစ်လာတာဘာဖြစ်တာတော့လို့မေးဒုက္ခဖြစ်တာပဲအဲ့ဒီဒုက္ခရဲ့အကြောင်းတရားကသမုဒိယအဲ့ဒီဒုက္ခနဲ့သမုဒိယနှစ်ခုစလုံးမဖြစ်တာဥပိ္ပဏအပုဝတ္တိនិရောဓောလို့ဆိုတဲ့ဒုက္ခနဲ့ဒုက္ခသမုဒိယဒီနှစ်ခုမဖြစ်တဲ့တရားကတော့နိဗ္ဗာန်ပဲនិရောဓသစ္စာပဲအဲ့ဒီနိဗ္ဗာန်ကိုရောက်ကြောင်းတရားကြတော့မေဃသစ္စာလို့တော့မြတ်စွာဘုရားဟောတဲ့သစ္စာလေးပါးအချုပ်ဆိုတာဒါပဲလူတွေရထားတဲ့ဘဝသည်ဒုက္ခရဲ့အကြောင်းဖြစ်တဲ့တဏှာဥဆောင်တဲ့ကိလေသာတွေအကြောင်းတရားတွေကသမုဒိယအဲ့ဒီအကြောင်းတရားတွေနဲ့ဒုက္ခနှစ်ခုရဲ့မဖြစ်ရဟာនិရောဓထိုនិရောဓကိုရောက်ကြောင်းအကျင့်တရားကမေဃသစ္စာလို့သစ္စာလေးပါးကိုအကျဉ်းချုပ်ခေါ်လိုက်တာပဲလူတိုင်းတဏ္ဍမှာတကယ်ရှိနေတာဒုက္ခနဲ့သမုဒိယပဲရှိနေတာအဲ့ဒုက္ခသမုဒိယကိုချုပ်အောင်ကျင့်တဲ့အကျင့်ကိုမှမေဃသစ္စာလို့ပြောတာအဲ့ဒီမေဃသစ္စာကိုပွားများနိုင်မှនិရောဓဆိုတဲ့နိဗ္ဗာန်ကိုရောက်မှာလို့ဆိုအဲ့တော့ပဝတ္တိသစ္စာတန်တရားထဲမှာဖြစ်နေတာသရဝါတွေအလုံးဟာဒုက္ခနဲ့သမုဒိယနှစ်ခုနဲ့သွားနေကြတာလို့ဆိုလိုတယ်ပေါ့နော်မေဃသစ္စာကိုမသိသေးသမျှမရသေးသမျှនិရောဓကိုမဆိုင်နိုင်ဘူးပေါ့မေဃသစ္စာကျင့်မှာအဲ့လိုအကြောင်းတရားနဲ့အကျိုးတရားကိုရှင်းပြတာကိုသစ္စာလေးပါးရှင်းပြတဲ့တရားဒေသနာတော်လို့ခေါ်တယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ရှင်းလိုက်မယ်ဆိုရင်ဒီလိုဥပမာမဲ့မျက်စိနဲ့အဆင်းအာရုံကိုမြင်တယ်မျက်စိရဲ့အဆင်းရဲ့ဘာတော့ဒုက္ခအဲ့ဒီဒုက္ခဘာကြောင့်ရတာတော့ဆိုသမုဒိယအဲ့တော့ဒုက္ခနဲ့သမုဒိယအမြဲတမ်းဟာဒုက္ခနဲ့သမုဒိယနဲ့သွားနေတာပေါ့အဲ့ဒီနှစ်ခုဥပိ္ပဏအပုတ္တိအဲ့ဒီနှစ်ခုလုံးမဖြစ်ရင်និရောဓထိုនិရောဓဆိုရောက်ကြောင်းအကျင့်မဂ္ဂင်၈ပါးအကျင့်တရားသည်မေဃသစ္စာအဲ့တော့မြတ်စွာဘုရားဟောလို့တဲ့သစ္စာလေးပါးနဲ့ပတ်သက်တဲ့တရားဆိုတာဒါကိုပြောတာပဲအဲ့တော့ဗုဒ္ဓဘုရားမြတ်စွာဘုရားဟာလည်းသစ္စာလေးပါးနဲ့ပတ်သက်တဲ့တရားကိုဟောတယ်အဲ့ဒီဟောတဲ့တရားဟာမဓုရံပရမတ္တာတံဝတ္တတန္တိဒုက္ခဝဟသူထည့်ပြောလိုက်တာသူ့ရင်နဲ့နှလုံးထဲမှာဒီမြတ်စွာဘုရားဟောတဲ့တရားတော်ဟာမဓုရအလုံးကိုနဝင်ချိုပြီးတော့ပရမတ္တာရစိတ်သက်သာရကိုအစွမ်းကိုရစေတယ်သစ္စာလေးပါးတရားကိုနားလဲရတဲ့အခါမှာစိတ်သက်သာမှုတွေကိုရပြီးတော့ဝတ္တတန္တိဒုက္ခဝဟဝိဒုက္ခရဲ့ငြိမ်းအေးရာနိဗ္ဗာန်ချမ်းသာကိုဆောင်ယူပေးနိုင်တဲ့တရားဖြစ်တယ်။တော့ဒီတရားသိလိုက်တာနဲ့နားလည်ရတာနဲ့စိတ်ထဲမှာနိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ရဲ့အကြောင်းတရားဆိုတာဘာလဲသဘောပေါက်သွားတော့စိတ်နှလုံးအေးချမ်းမှုရရှိသွားတယ်လို့ဆိုလို့အဲ့ဒီအချိန်မှာပဲတရာစဘိက္ခုနေဝီရောလူခစီဝရဓာရိနေအဲ့ဒီဗိဓိမုဒ္ဒရာမြတ်စွာဘုရားရဲ့တပိသာဝိကမ္မတွေထဲမှာရဲရင်ဖြတ်လက်တဲ့ဘိက္ခုနီမလေးတူဟာလူခစီဝရဓာရိနေသူဝတ်ထားတဲ့အဝတ်ကအင်တန်ကိုခေါင်းပါတဲ့လူခစီဝရဆိုခေါင်းပါအကောင်းမဟုတ်ညံ့အလွန်ညံ့တဲ့အဝတ်သင်္ကန်းကိုဝတ်ထားတာလို့ဆိုလို့ခုခေတ်ဆိုရင်တော့အလွန်ညံ့တာဝတ်လို့ရှိရင်တော့ရှုပ်ချကောင်းရှုပ်ချလိုက်မယ်သူတော်ကောင်းတွေကြတော့အဲ့ဒီလိုအလွန်ညံ့တာကိုအကောင်းမရှိလို့မဟုတ်ပေမဲ့အကောင်းရှိတောင်အကောင်းကိုမသုံးဘူးတကယ်အမိုက်ပုံထဲမှာပြစ်ထားတဲ့အဝတ်တွေသုတ်တံမှာပြစ်ထားတဲ့အဝတ်တွေအဲ့ဒီအဝတ်တွေကို
ကောက်ယူဖို့လျှော်ချုပ်ပြီးစပ်ပြီးဝတ်တဲ့ပန်းတကူသင်္ကန်းကိုဆိုလို့တယ်ပေါ့နော်လူခစီရတာဒီပန်းတကူသင်္ကန်းကလည်းတစ်ထဲဆိုနောက်ထပ်အစ်စ်မလဲလောက်အောင်ဒီသင်္ကန်းလေးကိုပဲဖာထေးချုပ်ပြီးတော့ဝတ်တာအဲ့တော့တမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်အဝတ်နဲ့ပတ်သက်ပြီးတော့ရှားပါနေထိုင်မှုအဝတ်နဲ့ပတ်သက်ပြီးအကုန်ကြလုံးဝမရှိဘူးအလွတ်နဲ့ပတ်သက်ပြီးတော့အဝတ်နဲ့ပတ်သက်ပြီးချိုးချံတယ်ချိုးချံနိုင်တာဒါကျင့်ဝတ်တစ်ခုပဲလူခစီဝရဆိုကျင့်ဝတ်တစ်ခုပဲဒီကောရမြတ်စွာဘုရားလက်ထက်မှာလည်းပဲအဲ့လိုလူခစီဝရဆိုခေါင်းဖာရှားပါနွမ်းပါတဲ့အညာသာသင်္ကန်းလေးဝတ်ပြီးတော့တဲ့ရောက်ရဲကြတယ်တချို့ဘာသာတွေကျတော့အဝတ်တောင်လုံးဝမဟုတ်ဘဲနဲ့နေတာကြတော့အစွန်းရောက်တစ်ခုရောက်သွားတယ်ရသော်ဗျာကအဝတ်ထီအောင်ပြစ်ပယ်ပြီးတော့အလုံးပိုင်ဆိုင်မှုအလုံးကိုတစ်ခုမှမရှိဘူးဆိုတဲ့အစေလကားတွေကျင့်တဲ့အကျင့်မျိုးတော့ရသော်ဗျာမချီးမွမ်းဘူးပေါ့သူတို့အနေနဲ့ကတော့အဝတ်တော်မဟုတ်ဘူးပရိက္ခာလို့ဆိုရဲပိုင်ဆိုင်မှုတွေအလုံးကိုစွန့်ပယ်တယ်ဆိုပြီးတော့ကျင့်ကြတာပေါ့နော်အဲ့တော့ဗုဒ္ဓမြတ်စွာရဲ့ဒီခေတ်မှာကြတော့မစ္စည်းမပฏิပဒါလို့ခေါ်တယ်ဝတ်တဲ့ဝတ်ကိုဝတ်မယ်နော်ဝတ်တဲ့ဝတ်ကိုဝတ်ရမယ်မဝတ်လို့ရှိရင်ဝတ်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလို့ဆိုရင်အဝတ်မဝတ်ဘူးဆိုလို့ရှိရင်လူအမြင်မတင်ဘူးပေါ့လောကလူတွေမှာအဆက်ခုဖုံးခွဲဖို့အတွက်ဝတ်ကြစားကြတယ်ဝတ်ကြတာဖြစ်တယ်အဲ့ဒီတဲ့မပူအဲ့တော့ဂရိခုဝတ်တာကိုယ့်ကိုစဉ်းစားကြည့်အဆက်ကိုဖုံးကွယ်ဖို့ဝတ်တာလားပူရာအေးတာကိုကာကွယ်ဖို့ဝတ်တာလားဆိုမဟုတ်ဘူးလှဖို့ဝတ်တာအဲ့ဒီလိုဟာမျိုးမရှိတာကိုဆိုလို့တယ်ပေါ့နော်လှဖို့ပဖို့ရွှေချယ်ပြီးဝတ်တာမျိုးမဟုတ်ဘူးအပူအေးကာကွယ်ဖို့နဲ့အဆက်လုံးဖို့ဒါပဲအဓိကပဲအဲ့ဒီလိုရွှေချက်နဲ့ဝတ်ကြတာကိုတော့မြတ်စွာဘုရားကတော့အဝတ်လုံးဝမဝတ်ဖက်နဲ့နေရင်ပူခြင်းအေးခြင်းဆိုတာကိုဇာတိဥဒုကိုကာကွယ်နိုင်မှာမဟုတ်ဘူးအဆက်ကိုကာကွယ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့အဆက်ကိုလည်းကာကွယ်ရမယ်ပူခြင်းအေးခြင်းကိုလည်းကာကွယ်ရမယ်ဆိုပြီးတော့အဲ့နှလုံးသွင်းနဲ့တော့ဝတ်ခိုင်းတာဖြစ်တယ်အဲ့လိုဝတ်ခိုင်းတဲ့အဝတ်တွေထဲမှာလူခစီဝရဆိုတဲ့ဂုဏ်ဝိသေသရတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာလို့တော့ဆိုကောင်းတာရတော့လဲမဟုတ်ဘူးသူတို့ဟာအမိုက်ပုံမှာပြစ်ထားတဲ့အဝတ်တွေသုတ်တံမှာပြစ်ထားတဲ့အဝတ်တွေဆက်ပါအဲ့ဒီလိုဝတ်မျိုးပဲချုပ်ပြီးတော့အဆက်လုံးယုံအေးကာဝယ်နိုင်ယုံပူကာဝယ်နိုင်ယုံဝတ်ထားတယ်သူတို့ဆိုလို့ရပေါ့နော်ဒါကြောင့်မို့အဲ့ဒီမှာရှဲရင်ဖြတ်လက်တဲ့ဘိက္ခုနီမတဦးဟာဒီခေါင်းမာတဲ့သင်္ကန်းကိုဝတ်ယုံပြီးတော့အဲ့ဒီခေါင်းမာတဲ့အဝတ်ကိုဝတ်တဲ့နေရာမှာသူဟာသူများတဲ့ထူးချွန်တယ်ဒါကြောင့်မို့ပฏิဝုဒ္ဓရမြတ်စွာဘုရားကသူ့ကိုလူတုပရိသတ်ကြားထဲမှာချီးမွမ်းတယ်သူဟာခေါင်းမာတဲ့အခြင်းကိုကျင့်တယ်ခေါင်းမာတဲ့သင်္ကန်းကိုဝတ်ယုံတယ်လို့ဆိုပြီးတော့သူတော်ကောင်းတွေရဲ့အသွင်ပြင်လက္ခဏာချီးမွမ်းတာအဲ့တော့ဒီဂေါရမမြတ်စွာဘုရားလည်းတစ်ခါတော့ကပြောတာလေးကတတိယဆရာကောင်းတယ်ပေါ့ဥရယီဆိုတဲ့တကုလူတယီဆိုတဲ့ပြပိုက်ကနေပြီးတော့
မြတ်စွာဘုရားကိုတပည့်တွေကဘာလို့ချီးမွမ်းကြသလဲဆိုရင်အစာဆောက်ချိုးချိုးချမ်းချမ်းနေလို့အဝတ်စားချိုးချိုးချမ်းချမ်းနေလို့ကျောင်းကံအဆောက်အဦချိုးချမ်းချမ်းနေလို့ဒါကြောင့်မို့လို့ချီးမွမ်းတယ်ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့အစားတော့ချိုးချမ်းလို့မဟုတ်ဘူးတဲ့ငားတယ်ချိုးချမ်းတဲ့တပည့်တွေရှိတယ်တဲ့သူတို့ဟာအမြဲတမ်းတစ်ဖက်ဆုံးခံလို့ရတဲ့အစားပဲစားတယ်ငါကမှမင်းဆိုရသားတွေကပင့်နဲ့ပင့်လိုက်ပြီးတော့မင်းဆိုရတဲ့ကတ်တဲ့ဆွမ်းတွေစားသေးတယ်တထေးအိမ်ကြွပြီးတထေးတွေကတ်တဲ့ဆွမ်းစားတယ်တဲ့တချို့ကြတော့အဲ့ဒီမင်းဆိုရသားတွေအပင့်တာလည်းမကြွဘူးမင်းဆိုရသားကတ်တဲ့ဆွမ်းလည်းမစားဘူးရှင်မကတ္တဝတို့လူဆုံးခံပြီးတော့ရတာနဲ့ပဲကျင့်တတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့တော့အစားအစာနဲ့ပတ်သက်ပြီးတော့ခေါင်းခေါင်းပါးပါးကျင့်လို့ကြီးညိုမဲ့ဆိုရင်ငါတပည့်တွေကငါတဲ့သားတယ်မြတ်စွာဘုရားအဲ့လိုကိုပြောတဲ့သုတ္တရှိတယ်နော်သင်္ကန်းဆိုလဲတူတူပဲငါကတဲ့တစ်ခါမေဇိုရဇာတွေလှူတဲ့သင်္ကန်းကိုဝတ်ရတယ်တထေးတွေလှူတဲ့သင်္ကန်းလည်းဝတ်တယ်ငါတပည့်တွေကတော့အဲ့ဒီမေဇိုရဇာလှူတဲ့သင်္ကန်းတော့မဟုတ်ဘူးတဲ့ဘန်းသူကိုသင်္ကန်းပဲဝတ်ကြတယ်အဲ့ဒါကြောင့်လည်းငါ့ကိုချီးမွမ်းတာမဟုတ်ဘူးတဲ့အဲ့လိုအကျင့်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဒီ jealousy မရှိဘူးဘုရားဆိုတာ jealousy မရှိဘူးတော်ရင်တော်သလိုတော်တယ်ဆိုတာကိုပြောပြတယ်ဘုရားကိုချီးမွမ်းတာတော့အဲ့ဒါကြောင့်မဟုတ်ဘူးတဲ့သီလသမာဓိပညာဆိုတဲ့အရင်ချင်းတွေနဲ့ပတ်သက်လာရင်တော့မြတ်စွာဘုရားကိုမမိကြဘူးပေါ့အဝတ်စားချိုးချမ်းမှုအစားအသောက်ချိုးချမ်းမှုအနေထိုင်ချိုးချမ်းမှုတွေကတော့မြတ်စွာဘုရားတဲ့ပို့ပြီးတော့ချိုးချမ်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်သူဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့ဒီဘိက္ခုနီမလေးကလူကစီဝရဓာရိနေခေါင်းကောင်းပါပါသင်္ကန်းကိုဝတ်လို့ရှိတဲ့ဘိက္ခုနီတွေထဲမှာတဲ့ထူးခြားထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဝန္တယေပုရိသုတ်တမောယောက်ျားမြတ်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကချီးမွမ်းထောပနာတဲ့စနစ်တော်နဗကံပိတိန်သုတ်တော်ဘိက္ခုနီယခုနေအဲ့ဒီဘိက္ခုနီလေးရဲ့ခုံချေးစုကိုပရိမုဒ္ဒရာမြတ်စွာဘုရားဒုဒုပိယိတ္တသံဃာပိယိတ္တဈာမှာချီးမွမ်းပြောဆိုတာကိုကြားလိုက်ရတဲ့အခါဒါတော့ဝမ်းသာစရာပဲပေါ့နော်တကယ်ခေါင်းဆောင်ပုဂ္ဂိုလ်ကနေချီးမွမ်းတော်တယ်ဆိုတော့ချီးမွမ်းတယ်အဲ့လိုချီးမွမ်းခံရဖို့ဆိုတာလွယ်တာမဟုတ်အဲ့တော့ချီးမွမ်းတော့သူ့ရင်ထဲမှာအတိုင်းမသိပီတိတွေဖြစ်ခဲ့တယ်ကိုချီးမွမ်းတာမဟုတ်ပဲအဲ့ဒီဘိက္ခုနီကိုချီးမွမ်းတဲ့အခါမှာအားကြတဲ့စိတ်တွေဖြစ်တာပဲပြောတာဖြစ်အားကြတဲ့စိတ်တွေဖြစ်တယ်ကာရံကတ္တဝနာဗုဒ္ဓတယထာတတ္တိယထာဗလံမြတ်စွာဘုရားကိုသူတတ်နိုင်တဲ့အတိုင်းအတာအရဒါနကောင်းမှုဒီလုပ်ပြီးတဲ့အခါနိပိစ္ဆမုနိဝရံတံဌာနမပိပတ္တယေမြတ်စွာဘုရားခြေရင်းမှာဝတ်ဆင်းပြီးတော့ပိယဇလည်းမှာချီးမွမ်းခြင်းခံရတဲ့လူခစီဝရဓာရိနီခေါင်းမတဲ့သင်္ကန်းဝတ်တဲ့ဘိက္ခုနီမလူမျိုးဖြစ်ပါရစေလို့ဆုတောင်းတယ်အဲ့ဒါသူ့ရဲ့ပါရမီဘဝစတာပဲပေါ့နော်တဒနုမောဒိတံဗုဒ္ဓောဌာနလဘာယနာယကောသူတောင်းတဲ့ဆုရှားစေလို့မြတ်စွာဘုရားကအနုမောဒနာဝါမြောက်စကားပြောဆိုပြီးတော့ဖြာရိတ်ကြတယ်တတသဟတိတောကပ္ပိဩကာကကုလတမောဒီကွာတသိန်းလွန်မြောက်သွားတဲ့အခါမှာဗရကဘာမှာလေးစုမြောက်ပွင့်တဲ့အောက်ကကမျိုးနွယ်ကဖြစ်တဲ့ခောရမဗုဒ္ဓဆိုတော့လောကမှာပွင့်လိမ့်မယ်တတ္တဓမ္မေတုတာဒါဩရတဓမ္မနိမိတာသူဟောတဲ့တရားရဲ့ဖန်တီးမှုကြောင့်သူ့ရဲ့ရည်နှစ်သီးကြသမီးတော်ဖြစ်ပြီးဓမ္မအမွေခံတဲ့
ကိတဂောရမိနာမေနဟိတတိတထုတာဝိကာကိတဂောရမိဆိုတဲ့နာမည်နဲ့မြတ်စွာဘုရားရဲ့တပည့်မှဖြစ်လိမ့်မယ်လို့ဖြာရိစကားမိန့်ကြားလိုက်တယ်အဲ့ဒီခါမှာတန်တုတ်တော်မူရိတာဟုတ်တော်ယာဝစီဝံတတစိနံအဲ့ဒီကိုလူချင်းနဲ့ဆုရမယ်လို့လေမြတ်စွာဘုရားကမိန့်ကြားလိုက်တဲ့အခါမှာသိကိုဝမ်းသာသွားပြီးတော့အဲ့ဒီတော့ကတသက်တာကာလပတ်လုံးမေတ္တာစိတ်တာပရိစ္ဆေပစ္စည်းဟိဝိနာယကသူတတ်နိုင်တဲ့အတိုင်းတာနဲ့မြတ်စွာဘုရားပေါ်မှာမေတ္တာစိတ်နဲ့လှူဒန်းပြုစုလုပ်ကြွေးခဲ့တယ်အဲ့တော့လှူတဲ့တန်းနဲ့ဆိုတာအဓိကကတော့မေတ္တာနဲ့လှူကြတာပဲမေတ္တာစိတ်နဲ့လှူကြတာနော်တေနကမ္မေနသုကတေနစေရနာပဏိတိဟိသဇေတောမနုတံတေဟံတာဝရိန္ဒမကိစ္ဆယအဲ့တုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုစေရနာတွေရှီစုတောင်းတခဲ့တဲ့စုပန်ချက်တွေကြောင့်တဲ့လူဘဝကစုတည်တဲ့အခါမှာတာဝရိန္ဒနတ်ပြည်ကိုရောက်တယ်အဲ့ဒီအနေဗရကဘာမှာကတ္တဝဘုရားပွင့်တော်မူတဲ့အခါကျတော့ဥပထာကောမဟေသိတ္တတရအာတိနရိတရောရသော်ဘုရားကိုကိုယ်ဝစိတ်ကတဲ့တပည့်တကာကြီးဖြစ်တဲ့ကာတိရာဇာကိကိနာမပါရဏတိပုရုတ္တမေပါရဏတိမြို့မှာဌိနန်းဆိုးဆိုင်တဲ့ကာတိဘယင်ကိကိဆိုတာကတ္တဝဘုရားရဲ့ဥပဒကဖြစ်တယ်အဲ့ဒီကိကိဘယင်ကြီးရဲ့သမီးတော်ခုနှစ်ဖော်ထဲမှာနံပါတ်5ဓမ္မာဆိုတဲ့အမည်နဲ့အဲ့ဒီတော့ကထင်ရှားခဲ့တယ်ပေါ့ကတ္တဝမြတ်စွာဘုရားလက်ထက်မှာသူကဒီခေမာတို့ဥပလဝနာတို့ပဒါစာရာတို့ကုဏလကေတိတို့ဓမ္မဒိဏဝိသခါတို့နဲ့အတူပဲညီမအရင်ဖြစ်ခဲ့ကြတဲ့တည်းပဲဓမ္မာဆိုတဲ့မင်းသမီးဖြစ်ခဲ့တယ်ဒါကိတဂောရမိကအဲ့ဒီတော့ကဓမ္မာဆိုတဲ့9ယောက်မြောက်နံပါတ်5ဖယင်းသမီးတော့ဖြစ်ခဲ့တယ်အဲ့တော့တရားတူတူကျင့်ခဲ့ကြတာညီမ9ဖော်ကောမာရိဗြဟ္မစရိယရာဇကိညာဒုက္ခိတိတဗုဒ္ဓောပဋ္ဌာနာနိရတမုရိတတတ္တတိတရောဘေကုဏီမှာဝှချင်တော့လည်းပဲခမည်းတော်ဘုရင်ကြီးကခွင့်မပြုသည့်အတွက်ကြောင့်လိုကြောင့်လည်းပဲအနှစ်2000အချိန်အပြုစဉ်ဘွားနဲ့ပဲမြတ်သောအကျင့်ကိုကျင့်ပြီးဖျားသောအကြောင်းတဲ့ကောင်းမှုတွေကိုပြုလုပ်ခဲ့ကြတယ်တေဟိကမေဟိသုကတေဟိစေရနာပဏိတိဟိသဇေတောမနုတံတေဟံတာဝရိန္ဒမကိစ္ဆယအဲ့တော့လောကမှာကိုလုံးတဲ့ကိုရင်တဲ့စေရနာဆိုတာစေရနာအစွမ်းနဲ့လှုပ်ထားတဲ့ဟာတွေကပျောက်ပြက်သွားတာမဟုတ်ဘူးအကျိုးတရားနဲ့အနေနဲ့ပြန်ပြီးတော့ပေါ်လာတာပဲဖြစ်တယ်အဲ့ဒီကံရဲ့စွမ်းအားကြောင့်လူဘဝကနေစုတည်တဲ့အခါတာဝရိန္ဒနတ်ပြည်အဲ့လိုနတ်ဘဝရောက်လိုက်လူဘဝရောက်လိုက်နေပြီးတော့နောက်ဆုံးပါရမီဘဝရဲ့နောက်ဆုံးဘဝတစ်ခုရောက်လာခဲ့တယ်အဲ့တော့လူတိုင်းဟာပါရမီကုသိုလ်ဖြစ်ရင်လည်းပဲနောက်ဆုံးဘဝဆိုတာလာကြမှာပဲပေါ့နော်ကိုယ်ရည်မှန်းချက်ပန်းနိုင်ကိုရောက်ရှိလာချက်ချင်းကြီးတော့ရောက်မလားအဲ့တော့သူလည်းပါရမီဘဝလုပ်ခဲ့တာကဘာတသိန်းတက်ကလုပ်ခဲ့တာဆိုတော့တကဘာတင်ဘဝပေါင်းများစွာဖြစ်နိုင်တယ်ပေါ့အဲ့တော့ကဘာတသိန်းဖြတ်တန်းလာပြီးတော့နောက်ဆုံးဂေါရမဘုရားပွင့်တဲ့အခါမှာပစ္စည်းမေသဘဝေဓာနိသာဒသစ္ထိကုလေအဟံဘယ်မြို့မှလို့တော့မပါဘူးသူဟာတထေသမီးလာပြီးတော့ဖြစ်တယ်ဂေါရမဘုရားလက်ထက်မှာတထေသမီးလာဖြစ်တယ်တော့ဘယ်ဘဝကကံကြမ္မာဆိုတာတော့မသိနိုင်ဘူးပေါ့နော်
တထေးသမီးဖြစ်လာတော့လူတွေကဒီတိုင်းပဲချမ်းသာတဲ့မိဘအိမ်ရောက်ပြီမလို့ကိုရောက်လာမှမွဲသွားတာလည်းရှိတယ်အရင်ကတော့ချမ်းသာသူမွေးပြီးတဲ့နောက်ကျမွဲသွားကြတယ်တချို့လည်းသူရောက်လာမှစီးပွားတက်တယ်ဆိုတာလည်းရှိတယ်အကြောင်းတရားတွေကိုတော့ဒီမှာတော့ဖော်မပြတော့လို့အကြောင်းတစ်ခုတော့ရှိမှာပေါ့နော်သူကမွေတော့ကတော့တထေးအိမ်မှာမွေတယ်ဒါပေမဲ့နောက်ပိုင်းကျတော့ဒီတထေးကဒေဝါလီခံသွားတယ်ချမ်းသာတဲ့လူကဆင်းရဲတဲ့ဘဝရောက်သွားတယ်မြန်မာပြည်ကြီးလို့နေမှာပေါ့တစ်ချိန်တော့ချမ်းသာတယ်အခုတော့ဒေဝါလီခံနေရတယ်စီဝါဥစ္စာတွေတိုးတက်တာကနေအဲ့တော့ဒီလိုပဲတစ်ချိန်တော့ချမ်းသာခဲ့ပြီမဲ့လို့ဆွေပြေတဲ့အခါဆင်းရဲမွဲတေမှုတွေရတယ်ဒုက္ကတိအဒနိနတ္ထိကဒါသတရဏံကုလံသူ့ဘဝလေးဟာဒုက္ကတိသူတို့မိသားစုကဆင်းရဲသွားတယ်တဲ့အဒနိပစ္စည်းဥစ္စာတွေလုံးဝမရှိဘူးဆင်းရဲတဲ့ဘဝရောက်သွားတယ်နတ္ထိအလုံးပျက်စီးကုန်တယ်အဲ့တော့တထေးသမီးမွေးတော့ကတော့တထေးသမီးပဲသူပြေရောက်လာတဲ့အခါဆင်းရဲသွားတော့ဆင်းရဲသူမှဖြစ်သွားတာသို့တော့ကံကောင်းတာကတော့ဘာလို့ဆိုခတာသတဒနံကုလံအိမ်တော်ရသားကြတဲ့အခါကျတော့တထေးသားနဲ့သွားအိမ်တော်ကြတထေးသမီးပဲဆင်းရဲသွားပြီဆင်းရဲသူမှဖြစ်သွားပြီဖြစ်သွားတဲ့ပေမဲ့လို့သူကအိမ်အောင်ကြတဲ့အခါကျတော့ပစ္စည်းချမ်းသာတဲ့အိမ်ကိုရောက်သွားတယ်ပေါ့အဲ့တော့စဉ်းစားကြည့်လေပတ်စံမရှိတဲ့လူကပတ်စံရှိတဲ့အိမ်ရောက်သွားရင်ဘယ်လောက်မျက်နှာငယ်လဲဒီဘဝမှာလည်းဒီလိုပဲမျက်နှာငယ်ကြမှာပဲလေလူဆိုချမ်းသာတဲ့အိမ်ရောက်သွားလို့စိတ်ချမ်းသာရမယ်တော့မထင်နဲ့မျက်နှာငယ်ကြရတယ်ပေါ့အဲ့ဒီသူဟာလည်းပဲအဲ့ဒီအဖြစ်မျိုးကြုံတယ်ပေါ့ချမ်းသာတဲ့အိမ်ကိုသူရောက်သွားပြီမဲ့ပတိန်ထပိတဝသေတာမေဒိတံတိအဒနာဣတိဒီကောင်မလေးကဆင်းရဲတယ်ပိုက်ဆံမရှိဘူးမွဲတယ်ဆိုပြီးတော့သူ့ယောက်ျားကလွယ်ကြံတဲ့လူတွေကသူ့မုန်းရတယ်နော်လူဆိုတာလဲရွှေရှိမှမျိုးတော်တယ်ဆိုဟုတ်တယ်အဲ့ဒါကျမ်းသာမှာမျက်နှာပွင့်တာကိုဝိုင်းနေကြတယ်ပေါ့အတိပ္ပယ်ကတော့သူကဆင်းရဲသူမှဆိုပြီးတော့ဝိုင်းနေကြဒါပေမဲ့သူ့ယောက်ျားကတော့သူ့ရဲ့အိမ်တော်ဘက်ကတော့သူ့ဘောမှာကောင်းမွန်ဆက်ဆံပြီးမျက်မျက်နှုံနှုံရှိတယ်အဲသူကလွယ်ရင်တိမ်လုံးကသူ့ကိုကြည့်မရကြဘူးဘဝကဒါလည်းအကုသိုလ်တစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူ့ကိုကြည့်မရကြဘူးအဲ့ဒီအနေထားမျိုးရောက်သွားတော့ဘလောက်စိတ်ဆင်းရဲမလဲအဲ့ဒီချိန်မှာသူ့ဘဝပတိန်ထပိတဝသေတာမေဒိတံတိအဒနာဣတိမွဲတယ်ဆိုပြီးတော့အလုံးကမုံညတယ်လေသူအဖက်မလို့ကြအောင်ဖက်မလို့တော့အဲ့လိုနဲ့အိမ်တော်ကြတော့ရှဒါသပတုတာအာသိန်သဗ္ဗေတံတိဣဒတရာအချိန်ကြတော့သူကသားကလေးတယောက်မွေးဖွားတယ်အဲ့ဒီသားကလေးမွေးလိုက်တဲ့အခါကျတော့မှသူ့ပေါ်အလုံးကချီပြူလာကြတယ်တဲ့ဒါသားလေးရဲ့ဘုံကလည်းဖြစ်နိုင်တယ်ပေါ့နော်အိန္ဒိယနိုင်ငံမှာသမီးမွေးရင်ဒုက္ခရောက်တယ်သားမွေးမှချမ်းသာတယ်သူအခုလည်းပဲသားကလေးမွေးတယ်ဆိုတဲ့အခါကျတော့မှတိမ်လုံးကပြန်ပြီးတော့သူ့ကိုချီပြူလာကြပြန်တယ်သားလေးကိုအကြောင်းပြုပြီးတော့သူ့ကိုချီပြူလာကြတယ်အဲ့တော့လူရဲ့ကံကြမ္မာဆိုတာဒီလောက်နဲ့မပြီးသေးဘူးသူကရှေဒါတော့တရုဏေဘတ်တော်တယ်သားလေးက
အရွယ်ကလေးထိုင်နိုင်ပြီသွားနိုင်ပြီစကားလေးပြောတတ်ပြီဆိုတဲ့အရွယ်ကလေးရောက်တဲ့အချိန်မှာအလုံးကိုနုနေသေးတဲ့ကလေးရွယ်မှာပဲသူကိုယ်တိုင်ကလည်းဒီသားကလေးကိုအရေးတကြီးကြီးနဲ့စောင့်ရှောက်နေတဲ့အချိန်လေးမှာတဒါယမဝတံကတော်ကလေးလေးကယောဂဖြစ်ပြီးဆုံးသွားတယ်အဲ့တော့ဒီကလေးလေးကြောင့်သူ့ဘဝဟာမျက်နှာပွင့်လင်းရတာခုသူအာကိုအထလုပ်တဲ့သားလေးကဆုံးသွားတယ်ဆိုကဲဘလို့မြတ်ယူကြုံမရဖြစ်မလဲစဉ်းစားကြည့်ပေါ့နော်ကံကြမ္မာရဲ့ပြည့်ရဲ့ပြုမှုကိုခံရတယ်လို့ဆိုရမယ်ထင်တယ်ဒါခိတဂေါရမီရဲ့ဘဝမွေးတာတော့တထေးအိမ်မွေးတယ်ဆင်းရဲသွားတယ်နောက်ပိုင်းမှာဆင်းရဲသွားတယ်တထေးအိမ်တော့အိမ်အောင်ကြပါရဲ့အိမ်အောင်ဘက်ကလွဲရင်ကျန်တဲ့လူတွေကသူ့ကိုကြည့်မရကြဘူးမုန်းကြတယ်သားလေးမွေးလာတဲ့အခါကျတော့မှအားလုံးကချီးပြူသွားကြပြန်တယ်အဲ့ဒီသားလေးကိုအကြောင်းပြုပြီးချီးပြူသွားတဲ့ဆိုတော့မှသားလေးကတည်သွားပြန်တယ်ဆုံးရှုံးမှုတွေနဲ့ဒီလိုဖြစ်လာအဲ့ဒီအချိန်မှာသူ့ရင်ထဲကိုကြည့်လိုက်မယ်ဆိုရင်ဘလောက်ဒုက္ခရောက်မလဲစဉ်းစားကြည့်ပေါ့နော်တောကတ္ထာဌိနဝရဏအဲ့ဒီအချိန်မှာစိုးရိမ်စိတ်ကသူ့ကိုအများကြီးနှိပ်စက်လို့သိကိုဒုက္ခရောက်တယ်အတုနိတ္တရုဒ္ဓမုခတငုံငူတယူယူနဲ့မတံကုဏပမာရယဝိလပန္တိကမမဟံသူကိုသူပြန်ပြောပြတယ်သားလေးရဲ့အလောင်းကောင်ကိုရှင်ခွင်ပိုက်ပြီးတော့သူဟာတရန္တရနဲ့အရထဲလှဲ့လှဲ့ပြီးတော့သွားလာနေတယ်သူသားသေးတယ်ဆိုတာကိုပြောလို့မရဘူးမယုံကြည်နိုင်ဘူးမယုံကြည်နိုင်ဘူးအဲ့ဒီအချိန်လေးမှာသူသားတေချာကိုဆေးကုရင်ပြန်ပြီးတော့ရှင်ရမယ်ဆိုတဲ့စိတ်နဲ့ဒီသားလေးအတွက်မပြည့်ရပဲနဲ့သူသားလေးရဲ့ဆေးကုသပြီးပြန်ပြီးအသက်ရှင်နိုင်တဲ့နိလန်းကိုလိုက်ရှာတဒါဧကေနတန္ဒိဋ္ဌာဥပိတဝဘိတကုတ္တမအဲ့လိုလူတွေတိုင်းသူသားလေးကိုမကုနိုင်ဘူးလားသူသားလေးမသေးအောင်မလုံးနိုင်ဘူးလားဆိုတာလေးပဲအယူတယ်မောဘဝလို့ရောက်သွားတော့အဲ့ဒီမှာစဉ်းစားဉာဏ်ရှိတဲ့လူတယောက်ကတွေ့တော့ဩဒုက္ခမြတ်တောကဖြစ်နေရှာတာနေမှာသေသွားတာပြန်ရှင်တယ်ဆိုတာဘယ်ရှိမလဲအဲ့တော့သူ့ကိုနားလည်အောင်ပြောနိုင်မဲ့ပုဂ္ဂိုလ်ကတော့ခောရမဗုဒ္ဓပဲရှိတယ်ဆိုပြီးအဲ့ဒီလူကလမ်းညွှန်လိုက်တာအဲ့ကံကောင်းသွားတာနော်ဖះကပဲသူ့ရဲ့ဒီတောကကိုကုစားနိုင်ပါပဲဒါလည်းမြတ်စွာဘုရားသုံးတာ psychotherapist ပဲဒါ psychotherapist ပဲစိတ်ဓာတ်ကိုမြတ်စွာဘုရားသုံးအဲ့တော့မြတ်စွာဘုရားကြီးကိုလွှတ်လိုက်တဲ့ဥပိတဝဘိတကုတ္တမဆိုဘိတကဆိုတမားတော်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာဒါကိုမြတ်စွာဘုရားကိုပေသစ္စာဂုရုဆိုပြီးတော့လည်းခေါ်ကြတယ်ပေါ့ပါဠိစာပေမှာတော့ဘိတကလို့ပဲခေါ်တယ်နော်ဘိတကဆိုတာဆေးဆရာတမားတော်ဆိုတဲ့အဓိပ္ပာယ်နဲ့ရှိတယ်ပေါ့စေကုသနိုင်သူဘိတကအဲ့ဒီမြတ်စွာဘုရားစီမြတ်စွာဘုရားဟာတကယ်ယောဂမျိုးစုံကိုပြောင်းအောင်ကုနိုင်တဲ့တမားတော်ကြီးဖြစ်တယ်ဆိုတာကိုပြောလိုက်တော့ဘုရားစီရောက်သွားတယ်အဝေါစံဒေဟိမေသစ္စာပုဒ္ဒသင်္စီဝနန္တိဘောအရှင်ဘုရားတဲ့တပည့်တော်သားလေးပြန်ရှင်မှုအတွက်ရှင်ဘုရားဆေးပေးပါဘုရားစီဆေးသွားတောင်းတယ်အဲ့တော့မြတ်စွာဘုရားကဆေးမရှိဘူးမပြောလိုက်ဘူးမပြောဘူးဆေးပေးပါဆိုဒါလည်းစဉ်းစားကြည့်ရင်ဒါ psycho သုံးတာပေါ့နော်
psychotherapy နဝိဇန္တိမတာယတမိခေဟေတိဋ္ဌတကံတတော်ဟဲမင်းသားအသက်ရှင်ဖို့အတွက်ကတော့မုံညင်းစိတ်လက်တစ်ခုပ်ဆောင်လောက်ရရင်ရှင်ပါတယ်ပေါ့မုံညင်းစိတ်ကိုရအောင်ရှာလိုက်မုံညင်းစိတ်ကိုအိမ်တွေကနေပြီးတော့ရအောင်ယူလာခဲ့ဒါပေမဲ့အဲ့ဒီအိမ်အဲ့ဒီအမျိုးထဲမှာလူမသေးဘူးတဲ့အမျိုးကမုံညင်းစိတ်ဖြစ်ရမယ်ဒါဆိုင်ကိုပဲနော်သူ့ကိုအတိတရားပြန်ပြီးတော့ရစေအောင်ဘယ်တော့မှမသေးဘူးတဲ့မျိုးစုတဲ့နော်အိမ်ရလို့ပြောတော့မဟုတ်ဘူးပေါ့ဒီအမျိုးနွယ်ပေါ့ရှင်းတော့ကတော့ကုလဆိုတာမိသားစုပဲတော့ကြတော့အိမ်အောင်ကြကစားအိမ်အောင်ခွဲသွားပြီးအိမ်ဆိုလူမသေးဘူးတဲ့အိမ်လည်းရှိတယ်လေအဲ့လိုဆိုလိုတာမဟုတ်ဘူးမိသားစုထဲမှာမသေးဘူးတာဆိုမိသားစုဆိုတာကြာလာပြီလေအဖိုးတို့ဖွားတို့တခုတော့သိခဲ့မှာပေါ့နော်အဲ့ဒီမိသားစုထဲမှာလူမသေးဘူးတဲ့မိသားစုကမုံညင်းစိတ်ကိုရအောင်ရှာခဲ့အဲ့လိုရသော်ဗျာမှာလိုက်တာအာဟရာတိစီနောအာဟဝိနယောပါယကောဝိတောလူတယောက်ကိုနားလေတော့အောင်ဆုံးမတဲ့နေရာမှာစွန့်ရည်တတိရှိတဲ့ကျွမ်းကျင်လိမ္မာတဲ့မြတ်စွာဘုရားကအဲ့ဒါရှာခိုင်းလိုက်တယ်အကယ်၍သာမြတ်စွာဘုရားဟဲ့မသေးတဲ့သေသွားတဲ့လူဘယ်လိုလုပ်ဆေးကုလို့ရမှာတော့လို့ပြောလိုက်ရင်သူကပိုးတောင်ယူခြင်းယူသွားနိုင်တယ်နော်မျောလင်းချက်ကလေးပေးလိုက်တာဘုံညင်းစေးရှာခဲ့ဘုံညင်းစေးဟာလူမသေးဘူးတဲ့အမျိုးတွေကမိသားစုဖြစ်ရမယ်အဲ့လိုပြောလိုက်တော့သူအတက်သွားတယ်ငါသားလေးတော့ပြန်ရှင်းတော့မှာပဲဆိုတရာကမိတ်တော်သာဝဋ္ဌိနာလဘိဓာရိတံကရသာဝတိတစ်မျိုးလုံးလှဲ့တာဘုံညင်းစိတ်လိုက်တောင်းတယ်လိုက်တောင်းရင်ဘုံညင်းစိတ်တော့ပေးကြတယ်ဒါပေမဲ့လူမသေးဘူးလားဆိုဟင်းမသေးဘူးတာပဲရှိမလဲဒီအိမ်ကလည်းမရဘူးဟိုအိမ်သွားတော့လဲသိဘူးတယ်အိမ်တိုင်းအမျိုးတိုင်းလိုက်ပြီးတော့ကြည့်လိုက်လို့ရှိရင်လူမသေးတဲ့မိသားစုဆိုတာရှိမှမရှိတာအဖိုးတွေဖွားတွေဒီလိုဟာတွေကသစ္ဆုံးခဲ့ကြတာတွေကြီးပဲပေါ့နလဝိတာရိတံကတကုတောသိဋ္ဌကံတတ္တမတတောလတ္တတတိဟံအဲ့တော့ဟိုအိမ်မေးလိုက်လေဟာမသေးဘူးတာပဲရှိမှသေးဘူးတာပဲဟိုအိမ်မေးလိုက်လေပုံချင်းစိတ်တော့ရှိတယ်ဒါပေမဲ့လူမသေးဘူးတာမဟုတ်ဘူးဆိုဟိုအိမ်မေးလိုက်လေသေးဘူးဒီအိမ်မေးလိုက်လေသေးဘူးဆိုတော့အဲ့ဒီချိန်မှာသူတတိတရားပြန်ရသွားတာသူရဲ့အသိစိတ်တွေကပြန်ဝင်လာတာအဲ့ချိန်လေးပါတတောလတ္တတတိဟံဘဝရဲ့အဓိပ္ပာယ်ကိုအဲ့ဒီချိန်လေးမှာစပြီးတော့တတိယလာတယ်ငါတယောက်တည်းမဟုတ်ပါလားသိတဲ့လူဆိုတာဘယ်တော့မှပြန်မရှင်ဘူးဆိုတဲ့အသိဉာဏ်လေးတတိလေးရလာပြီးတော့ကုဏပံသတ္တေဒဝနာဥပသိဥပေသိလောကနာယကသူသားအလောင်းလေးကိုတင်ញိုင်ပို့ပြစ်ပြီးတော့တင်ញိုင်မှာမြုပ်ခဲ့ပြီးတော့ရသော်ဗျာစီသွားတယ်သားလေးအလောင်းကိုသုတ်တံမှာပြစ်ပြီးရသော်ဗျာစီကိုလာတဲ့အခါမှာဒူရတောမမန်ဒိဋ္ဌဝါအဝေါစမဒုရတရောစကားကိုချိုးချိုးသားသားနဲ့နဝင်ချိုအောင်ပြောတတ်တဲ့ရသော်ဗျာကတဲ့ခလန်းလန်းကပဲသူ့ကိုမြင်တဲ့အခါမှာပြောလိုက်တယ်သူ့ကိုသတိပေးလိုက်တယ်ယောသဝတ္တတံဇီဝေအပတံဥရိယဗယံဧကဟံဇီဝိတသေယောပတ္တတောဥရိယဗယံတဘာဝတရားရဲ့ဖြစ်မှုပြမှုကိုမသိတဲ့ပုဂ္ဂိုလ်တယောက်ဟာမသိဘဲနဲ့အနှစ်တရာ
အသက်ရှိနေတာဟာတန်ဖိုးမရှိပါဘူးအခုမင်းသဘာဝတရားရဲ့ဖြစ်မှုပြမှုတွေမင်းသိသွားပြီအခုလို့သိတဲ့ဒီနေ့တည်းရဲ့ဟာတန်ဖိုးရှိဆုံးပဲဒါကပိုမြတ်တယ်သူကခုမှဒီသဘောပေါက်သွားတာနော်မြတ်စွာဘုရားဒီတရားဟောလိုက်တာသဘာဝတရားရဲ့ဖြစ်မှုပြမှုကိုမမြင်တဲ့ပုဂ္ဂိုလ်တယောက်ဟာအနှစ်တရာနေလဲတန်ဖိုးမရှိဘူးအခုသဘာဝတရားရဲ့ဖြစ်မှုပြမှုကိုသဘောပေါက်လဲလို့ရှိရင်တည့်ရဲ့ဖက်ဖြစ်ပါစေတန်ဖိုးကြီးမားလာပါတယ်လို့ပြောအဲ့တော့သူ့ဘဝဟာအတ္တဆရာကြီးဖြစ်သွားတယ်ပေါ့နော်အခုလို့မှန်သိသွားတဲ့ဘဝလေးဟာအတ္တဆရာကောင်းတယ်ဆိုတော့ဒီလိုတရားကိုဟောလိုက်ပြီးတော့မြတ်စွာဘုရားကနခမဓမ္မောဘဝမှာသိဆုံးတယ်ဆိုတာဒီရွာတရွာတည်းနဲ့သက်ဆိုင်တာမဟုတ်ဘူးတဲ့ဒီရွာတရွာတည်းရဲ့အနေထားလည်းမဟုတ်ဘူးတဲ့နနိဂမတ္တဓမ္မောဒီဏီကုန်းရွာကြီးတရွာရဲ့သဘောတဲ့သဘာဝလည်းမဟုတ်ဘူးတဲ့နသပိယံဧကကုလတ္တဓမ္မောမိသားစုတစုနဲ့တင်ဆိုင်တဲ့သဘာဝလည်းမဟုတ်ဘူးတဲ့သိခြင်းဆိုတဲ့သဘာဝဟာတရွာရဲ့ကိစ္စလည်းမဟုတ်ဘူးတမျိုးရဲ့ကိစ္စလည်းမဟုတ်ဘူးတနယ်ရဲ့ကိစ္စလည်းမဟုတ်ဘူးမိသားစုတစုရဲ့ကိစ္စလည်းမဟုတ်ဘူးတဲ့တပ္ပတလောကတ္တတတ္တိဝကတ္တဧတိဝဓမ္မောယတိတံအနိစ္စတာဝိဖောလာတဲ့နောက်သိဆုံးသွားတဲ့ဖြစ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားတယ်ဆိုတဲ့ဒီထာဝရမမြဲတဲ့သဘာဝတရားကြီးဟာတဲ့နတ်တွေပြမာတွေပါဝင်တတ္တလောကကြီးတစ်ခုလုံးရဲ့သဘာဝတရားပါလို့အဲ့လိုသဘာဝတရားနဲ့ရသော်ဗျာရှင်းပြလိုက်တယ်သူနဂမဓမ္မောနိဂမတ္တဓမ္မောနသံပိယံဧကကုလတ္တဓမ္မောသဗ္ဗတလောကတ္တတတ္တိဝကတ္တဧတိဝဓမ္မောယတိတံအနိစ္စတာဖြစ်လာပြီးနောက်ပြတ်သွားတယ်ဆိုတာအလုံးနဲ့သက်ဆိုင်တဲ့ဟာပါဒါလေးနဲ့တွေးလို့ရှိရင်ငါတယောက်တည်းမဟုတ်ဘူးငါတို့မိသားစုတွေမဟုတ်ဘူးလောကကြီးမှာသေဆုံးနေတာတွေအများကြီးတနေ့မြို့ကြီးတွေမှာဆိုလို့ရှိရင်တနေ့ကိုသုတ်တန်ကနေစောင့်ကြည့်မယ်ဆိုရင်တရားလည်းဟုတ်တယ်နေရာလည်းဟုတ်တယ်နော်တနိုင်ငံလုံးမှာသုတ်တန်ချတာတွေကိုစုပြီးတော့ဘယ်နိုင်ငံကစည်ရင်လုပ်မယ်ဆိုရင်ဘယ်နိုင်ငံကဒီနေ့ဘယ်နှယောက်သုတ်တန်ပို့တယ်ဘယ်မြို့ကဒီနေ့ဘယ်နှယောက်သုတ်တန်ပို့တယ်ဆိုစည်ရင်တောင်မှကြာရှည်လုံးနိုင်မှာမဟုတ်ဘူးနော်ဒါကိုဗစ်ကာလကိုပြောတာမဟုတ်တခြားအချိန်မှာကိုပဲကြည့်အဲ့တော့ဒါတူတယောက်နဲ့သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူးလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ကိစ္စဆိုတာမြတ်စွာဘုရားဒီလိုရှင်းပြောလိုက်တော့အဲ့ဒီမှာအသိဉာဏ်ပွင့်သွားတာဒီဓမ္မပဒထဲမှာအနာရဝိတ္တိရဲ့သာကာလဝတ္ထုမှာဆိုရင်တရားကိုမှတ်မိအောင်နာမယ်လို့စိတ်ဆိုင်နာတာတောင်မှပဲတရားတို့တရားမြတ်ရနိုင်တယ်လို့ခေါ်တာနော်မှတ်သားနာမယ်ဆိုတာတောင်မှအဲ့လိုမဟုတ်ဘဲနဲ့သဘာဝတရားကိုစိုက်ထိအောင်နာမယ်ဆိုရင်ဒါတရားသိတာပဲတရားကျင့်နေတာပဲဝိသခါတို့ဆိုလည်းဒီလိုပဲတရားလေးနာရင်နေဖြစ်သွားတယ်တရားနာရင်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာတရားသဘောနောက်ကိုလိုက်ပြီးတော့အတိတရားဝင်သွားတာပဲပေါ့အတိတရားရသွားတာသူကလည်းပဲအခုပြောတဲ့ဖြစ်မမြင်လို့ရှိရင်နှစ်တရာအသက်ရှင်လဲလကားပဲဖြစ်တတ်ပြတ်တတ်မြင်လို့ရှိရင်တနေ့အသက်ရှိတာကတောင်ပိုးတန်မိုးရှိတယ်ဆိုတာရဲ့ဒါသိသွားတာသူ့ကိုသူတန်မိုးတွတ်တက်သွားတယ်နောက်တစ်ခါသိခြင်းဆိုတာဟာငါနဲ့တင်ဆိုင်တာမဟုတ်ဘူးတရွာနဲ့တင်ဆိုင်တာမဟုတ်ဘူးတမျိုးနဲ့တင်ဆိုင်တာမဟုတ်ဘူးတလောကလုံးကြီးနဲ့ဆိုင်တာတမိသားစုနဲ့တင်ဆိုင်တာမဟုတ်ဘူးမိသားစုအလုံးနဲ့ဆိုင်တယ်ဆိုတာအဲ့ဒါလည်းသိလိုက်ရောသူဟာသဘောပေါက်နားလဲသွားတယ်သ
သေခြင်းတရားကိုအာရုံပြုပြီးတော့လောကကြီးရဲ့မတည်မြဲတဲ့အခြေအနေတွေအကုန်လုံးသဘောပေါက်သွားတယ်သဘောပေါက်သွားတော့ဓမ္မစက္ကုံဝိသောရယေသောတာပန်ဖြစ်သွားတယ်လို့ဓမ္မအမြင်ဓမ္မစက္ခုဓမ္မအမြင်ဆိုတာဘယ်ပုံဖြစ်တာတုံးလို့ဓမ္မစကြာထဲမှာပါတဲ့အတိုင်းပဲယံကိဉ္စီသမုဒိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မဒါဓမ္မစက္ခုဓမ္မအမြင်ဖြစ်ပုံကယံကိဉ္စီသမုဒိယဓမ္မဖြစ်ခြင်းသဘောရှိတဲ့တရားမှန်သမျှဟာသဗ္ဗန္တံនិရောဓဓမ္မချုပ်ပြောက်ကွယ်ဆုံးခြင်းသဘောရှိတယ်ပေါ်ထွက်လာခြင်းသဘောရှိတဲ့တရားမှန်သမျှမြုပ်ကွယ်သွားခြင်းသဘောရှိတယ်ဖြစ်လာတဲ့သဘောတရားမှန်သမျှပြည့်ချင်းမှအဆုံးသတ်တယ်နော်ပြည့်ချင်းမှအဆုံးသတ်တယ်မွေးဖွားလာခြင်းသဘောရှိရင်သိဆုံးခြင်းမှပဲဆုံးသတ်တယ်ဆိုရင်ဒီသဘာဝတရားကြီးကိုကြာကြာနာနာမြင်သွားတာဟောဓမ္မစက္ခုအဲ့ဒါမြင်ပုံမြင်နည်းကအဲ့လိုမြင်တာသို့တော့ဘာနဲ့မြင်တာတော့ဆိုအ ਨੇ ဆုံးသောတပတ္တိမဲ့သောတပတ္တိဖို့သောတပန်ဖြစ်သွားတာကိုဓမ္မစက္ခုလို့ခေါ်တယ်တဂရဂံဖြစ်သွားရင်လည်းဓမ္မစက္ခုရတယ်အနာဂံဖြစ်သွားရင်လည်းဓမ္မစက္ခုရတယ်လို့ဒီလိုသုံးတယ်တရားမျက်စိဓမ္မကိုသိတဲ့ဓမ္မကိုမြင်တဲ့အသိဉာဏ်ဖြစ်တာကိုပြောတာလောကကြီးကိုကြည့်တတ်မြင်တတ်သွားပြီပေါ့သဘောဝတရားတွေကိုသိသွားပြီအဲ့ဒီကြတော့မှသူဟာတတောဝိညာတတတ္တမှာဒီတရားကိုသိပြီးတဲ့အခါကျတော့မှပပ္ပိစေအနာဂါရိယသာသနာပေါင်းဝင်ရောက်လိုက်တယ်တဲ့တထာပဝိဇိတတန္တိယုံစန္တိစိနသာသနေသာသနာပေါင်းဝင်ပြီးတော့ဘေကုဏီဘဝမှာမြတ်စွာဘုရားရဲ့ဆုံးမတိုင်းကျင့်ကြံကြိုးကိုအားထုတ်တယ်နာစီရိနေဝကာလေနအရဟတမပပုနေတိတ်မကြလိုက်ပါဘူးတဲ့နောက်ဆုံးမှယဟန္တာမဖြစ်သွားတယ်သူဆိုတာနော်အသိဉာဏ်နဲ့မြင့်တက်သွားပြီယဟန္တာဖြစ်တာနဲ့တပြိုင်နက်ဣတိသုစဝတိဟောမိဒိဗ္ဗယသောတတတုယတကူမျိုးမျိုးတွေဖြစ်လာတယ်ရလာတယ်ဒိဗ္ဗသောတအဘိညာဉ်ရလာတယ်ပရစိတ္တနိသာနာမိတတ္ထုသန္တနာကာရိကာမြတ်စွာဘုရားကိုဆုံးမရဲ့မြတ်စွာဘုရားရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးလို့သူတော်ဘာစိတ်တွေကိုသိတယ်ပုဗ္ဗေနိဝတ္တသာနာမိအတိတ်ဘဝတွေကိုသိတယ်ဒိဗ္ဗစက္ခုဝိသောရိတံဒိဗ္ဗစက္ခုဝိညာဉ်ကိုရတယ်ခေပိတဝအာသဝေတ္ပိရှင်တဲ့နှလုံးထဲမှာရှိတဲ့အာသဝတရားတွေအကုန်လုံးကုံစေပြီးဝိသုဒ္ဓသိသူ့နေမလားသူ့စိတ်ဟာလုံးဝစင်ကြယ်ပြီးအငြိကျေးကင်းသွားတယ်လူတွေရဲ့စိတ်တွေကကိရိတာတွေနဲ့ရောထွေးညှဉ်းနှွမ်းပြီးတော့နေတာလုံးဝကိရိတာတွေကင်းသွားရင်လုံးဝဖြူစင်သွားပြီလို့ပြောတာအဲ့ဒီမှာသူဝမ်းမြောက်ဝမ်းသာပရိစိန်သောမယတ္ထာမြတ်စွာဘုရားရဲ့ကျေးဇူးကိုဆက်ပြီးပြီကတံဘုရတသာသနာမြတ်စွာဘုရားရဲ့ဆုံးမကိုသူလိုက်နာပြီးပြီဩဟိတောခရုကောပါရောလေးလံနဲ့ဝန်တို့ဝန်မိုးကိုချပြီးပြီဘဝနိတိသမုဟတဒီဘဝကနေဟိုဘဝတွေကိုရှေ့ဆောင်ရှေ့ရွယ်ပြုတ်သွားတဲ့တဏှာကိုလည်းဖယ်ရှားပြီးပြီဆိုပြီးယတ္တထယပဝိစိတာခါရသမနာခါရိယသောမိအထောအနုပ္ပတောသဗ္ဗတယုစနေခေယောသာသနာပေါင်းဝင်ပြီးတော့ဘေကုဏီဝချင်းရဲ့ရည်ရွယ်ချက်လုံးဝပြည့်စုံသွားပြီဥတီချက်လုံးဝပြည့်စုံသွားပြီလို့သူတို့ဆိုလို့တယ်အထဓမ္မနိရုဒ္ဓိတုပฏิပါဏိတထေဝသညာဏမေဝိမလံသုဒ္ဓဗုဒ္ဓသစ္ထတဝဟတာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်ရဲ့စွမ်းရည်တတ္တိကြောင့်သူဟာအကြောင်းနဲ့ပတ်သက်တာတို့အကျိုးနဲ့ပတ်သက်တာတို့ဘာသာစကားနဲ့ပတ်သက်တာတို့အသိဉာဏ်နဲ့ပတ်သက်တဲ့နေရာတို့အသိဉာဏ်တွေဟာပွင့်လင်းလာခဲ့တယ်အဲ့တော့သူဘေကုဏီဖြစ်သွားတဲ့အခါမှာသင်္ကာရကုတာအာဟိတဝသုတ္တနာရထိကပိစာရထိယပိစာတတောတံဃာတိကံကတ္တဝလူခန္တာရေမိဆိုတာဘေကုဏီဘဝရောက်လာတဲ့အခါမှာတဲ့
အမိုက်ပုံနဲ့ပြစ်ထားတဲ့အဝတ်စသုတ်တံမှာပြစ်ထားတဲ့အဝတ်စလမ်းဘေးရက်တွေမှာပြစ်ထားတဲ့အဝတ်စအဲ့ဒီအဝတ်စတွေကိုစုပြီးတော့သင်္ဃာတိကံကတ္တဝါဆက်ဟပ်ပြီးတော့သင်္ကန်းချုပ်တယ်ချုပ်ပြီးတော့အဲ့ဒီလိုအကောင်းကိုမသုံးမဲနဲ့ရှာရှာပါပါသင်္ကန်းပေါ်မှာလောဘမတက်ဖဲနဲ့လူခန္ဓာရိတိစီဝရံခေါင်းမတဲ့သင်္ကန်းကိုသူဝတ်ယုံခဲ့ပါတယ်တဲ့စီနောတတ္တမေကုဏီတုတ်သောလူခစီဝရထာရဏီဆူတောင်းတာတော့ဆူတောင်းတာပဲဆူတောင်းတဲ့အတိုင်းလဲလှုပ်ဖို့လှုပ်တာ哦အဲ့တော့ဆူတောင်းလို့ရတယ်ဆိုတာတော့ဒါသူဥတီချက်ကိုပြောတာဆူတောင်းလို့ရတာဟာဒီခေါင်းမတဲ့သင်္ကန်းဝိုးရုံကြောင့်ဒါဆိုတဲ့ပစ္စုပန်အကြောင်းကြီးမဟုတ်ဘူးစိတ်ကိုကအဲ့ဒီဘက်ကိုရောက်သွားဥပမာရှင်မောက္ကလံကတကူရမှာထူးချွန်တယ်ရှင်သာရိပုတ္တရာပညာရထူးချွန်တယ်ဆိုဆူတောင်းခဲ့တုန်းကလည်းအဲ့လိုဆူတောင်းခဲ့တာဒီဘဝရောက်တဲ့အခါလည်းပဲရှင်သာရိပုတ္တရာကအမြဲတမ်းစဉ်းစားတွေးခေါ်ပြီးတော့နေတာရှင်မောက္ကလံကတော့အမြဲတမ်းသမထကျင့်စဉ်နဲ့တကူမျိုးဖန်ဆင်းပြီးတော့နေတာဝါဒနာချင်းမတူကြဘူးစိဏဝတိတာဆိုတာလေ့ကျင့်မှုချင်းကွာသွားတယ်အခုဒီကိစ္စဂေါရဝီထေရီမကလည်းပဲသူလေ့ကျင့်တာဘာတော့ဆိုရင်သင်္ကန်းနဲ့ပတ်သက်ပြီးထူးချွန်တာဒါဟာသူ့ရဲ့ပြောမယ်ဆိုရင် specialize ပေါ့နော် specialize လုပ်တာပြောတာဒီဟာကိုပဲသူကအလေးပေးပြီးတော့ကျင့်သုံးတာဖြစ်လို့သူကထပေတိဧတတက်ခံပြီးပရိသသူဝိနယကောမြတ်စွာဘုရားကသူ့ပရိသတ်အလယ်မှာခေါင်းမတဲ့သင်္ကန်းကိုဝိယုံတဲ့နေရာမှာစံပြပုဂ္ဂိုလ်ဖြစ်အမျက်ဆုံးလို့မိန့်ကြားခဲ့တာဖြစ်ပါတယ်နောက်ဆုံးဘဝနောက်ဆုံးအချိန်မှာနောက်ဆုံးနေ့ရက်မြတ်မှာကိလေသာဇာပိတမရှံသူမှာကိလေသာတွေအလုံးလောင်မြောက်ဖြစ်စီပြီးပါပြီဘဝတ္တဝေသမုဟတနောက်ဘဝဆိုတာတွေအလုံးဖြစ်စီပြီးပါပြီနာခိဝဗန္နစစ်တော်တောစင်ရိုင်းစင်တကောင်ကိုထုခတ်ထားတဲ့ထူးကြိုးတွေကိုဖြတ်ပြီးတော့လွတ်လွတ်လပ်လပ်ထွက်သွားတယ်လို့သူလည်းတန်တရားဝတ်ကနေလွတ်လွတ်လပ်လပ်ထွက်သွားပြီရသော်ဗျာဆုံးမတိုင်းအသောကင်းကွာသူနေရပြီသောကတံဝတ္တမေဝတိရသော်ဗျာတံသူလာလဲရတာလာကြိုးနှက်လိုက်တာပေါ့နော်ပဋိသမီရစရတောပဋိသမီရဉာဏ်၄ပါးကိုလည်းသူရတယ်ဆလဗေညာဝိညာဉ်6ပါးကိုလည်းသူရတယ်အလုံးဟာသူ့ဘဝလှုပ်เสียမကြံလောက်အောင်ပြည့်စုံတဲ့ဘဝကိုသူရတယ်လို့အိဋ္ဌံသူထံခိတဂေါရမိဘိက္ခုနီဣမကထာယောပိသိဋ္ဌာသူရဲ့နောက်ဆုံးနေ့ရက်မှာခိတဂေါရမိဘိက္ခုနီမသည်ဒီဂါထာများကိုရွတ်ဆိုပြီးတော့သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောင်းပြီးတော့ဟောကြားခဲ့တာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ခိတဂေါရမိထေရီမ၏ဘဝနဲ့ပါရမီဘဝနဲ့နောက်ဆုံးနေ့ရက်များအကြောင်းကိုနိုင်မှတ်သားရတဲ့အခါမှာဘဝနဲ့ပတ်သက်တဲ့အသိဉာဏ်တွေကိုရရှိပြီးတော့မိမိတို့ကိုယ်တိုင်ကြင်ကြံကြိုးကိုအထောက်အမဲ့အလုပ်တွေကိုကြင်ကြံကြိုးကိုပွားများအထောက်နိုင်ကြပါစေကုန်သတည်းသာဓုသာ